မင်္ဂလာပါကျွန်တော်ဒီနေ့ကျွန်တော်ရဲ့ Telegram channel မှာတင်ပေးထားတယ်ပေါ့နော်။ Bybit Pay ရတယ်။ဘယ်လိုမျိုးဒီ2.5 USD ရတယ်ဆိုတာကျွန်တော်ပြောပြပေးမှာဖြစ်ပါတယ်။ရှင်တော့လည်းကျွန်တော်တင်ပေးပြီးပါတယ်ဒီမှာဒီဟောဟာလေးနေတိုင်းဒီမှာကျွန်တော်မေ31ရက်နေ့ရပါတော့တင်ပေးထားတာကျွန်တော်ဘယ်လိုလဲဆိုတော့ဗျာသူကကျွန်တော်တို့နိုင်ငံမှာတော့ Bybit Pay သုံးလို့မရဘူးဒါပေမဲ့ကျွန်တော်တို့ကVPN ခံရမယ်ဟိုဟာကနေဒါနိုင်ငံကိုပေါ့နော်ကနေဒါနိုင်ငံကို VPN ခံမယ်ခံပြီးတော့ကျွန်တော်တို့ Bybit ထဲကိုဝင်ပြီးတော့ကျွန်တော်တို့မှာ account 2ခုရှိရင်ပို့ပြီးတော့ဆင်ပြေပါအဲ့တော့ account ကနေနောက်တစ်ကောင်ပို့လိုက်ရင်တစ်ခါတည်းနှစ်ကောင်လုံးရသွားမယ်ပေါ့နော်ရသွားတယ်ဒါပေမဲ့သူကချက်ချင်းတော့မရဘူးပေါ့နော်ရက်လေးတစ်ပတ်လားမသိစောင်းရတယ်အဲ့တော့ကျွန်တော်တို့သူရက်ပြီးတာနဲ့ကျွန်တော်တို့ရမှာပေါ့နော် 2.5s ဒီဘက် ACC လည်းရမယ်ဟိုဘက် ACC ကလည်း 2.5 ဆိုတော့ account တစ်ခုပေါင်းရင်ကျွန်တော်တို့မှာ$5ရတော့မှာဖြစ်ပါတယ်သူ account တွေလုံးပါဗျာတချို့ကြရင်တော့ account တွေအများကြီးရှိရ9 account 10 account အဲ့တော့ account တွေဒါတကယ် risk မထိထားရင်ပေါ့နော်ကျွန်တော်တို့account တွေနဲ့လည်းလုတ်ပြီးယူလို့ရတယ်ကျွန်တော်တို့အခုလုတ်တတ်တယ်လို့ပေါ့ဗျာကျွန်တော်တော့3 account ရှိရဒါပေမဲ့တစ် account က risk ထိထားလို့လုံလို့မရဘူးဖြစ်နေလို့ကျွန်တော်2 account နဲ့ပဲရလိုက်တယ်ပေါ့နော်ဒီမှာပါဒါကျွန်တော်ဒီနေ့မှရတာပေါ့နော်ဒီမှာထုတ်ပြီးပါပြီဒါအဲ့တော့ဒီဟာကိုဘယ်လိုလုပ်လဲကျွန်တော်ပြပေးမယ်โอเคကျွန်တော်တို့ Bybit ထဲကိုရောက်ပြီဆိုရင်ဒီ reward card ထဲကိုဝင်မယ်အမှဆိုရင်အောင်သားလေးနည်းနည်းဆွဲပြီးတော့ဒီမှာ Bybit Pay error တချို့ကျရင် register မလုပ်ရတဲ့ဒီ anti e-bike ဆွဲနေရပါဒီအောင်သားလေးမှာပေါ်ရပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီ Bybit Pay welcome error ဆိုတဲ့ထဲကိုဝင်မယ်မှာဆိုရင်ဒီ test လေးကိုနှိပ်ရတဲ့တခါလဲလုပ်လို့ရရပါတော့အဲ့ကျွန်တော်ကတော့လုပ်ပြီးတော့မလုပ်လို့မရတော့ဘူးအခုလုပ်ချင်လည်းမိသေးတယ်ဘာလို့လဲဆိုတော့ဒီကောင်က6လပိုင်း29ရက်နေ့မှာကုန်မှာအဲ့တော့ကျွန်တော်တို့က6လပိုင်း9ရက်နေ့ပဲရှိသေးတယ်အဲ့တော့ကျွန်တော်တို့အခုလုပ်လို့ရသေးတယ်မိရေးရပေါ့နော်အဲ့တော့ကျွန်တော်တို့ဒါလေးလုပ်ချပါဟို Telegram ဘောတွေကလကအချိန်ကုန်တာပဲရှိတယ်ချိန်ကုန်တာပဲရှိတယ်တော့ Telegram ဘောတွေကိုချိန်ပေးပြီးလုပ်မယ်စာဒီကောင်လေးတွေနိုင်လောက်ပို့စင်နေတော့ဒီမှာဆိုရင်ကျွန်တော်တို့အဲ့ရှိရပါတော့ဒီမှာဆိုရင်စီဒီကောင်ဆိုရင်လည်းကျွန်တော်ရထားတာပေါ့နော်ဒါဟိုတပတ်ကိုဒီ test နှစ်ခုကကြားရပေါ့နော် S 100ကိုထွက်ရမယ်ပြီးတော့ S 900ထွက်ရမယ်အဲ့ဒါတော့လူတိုင်းလုံးနိုင်နေပါသေးလား100 900လောက်ခောက်လို့ရတော့အဲ့တော့ကျွန်တော်အရင်ပတ်ကအားရထားတယ်ဆိုတာပြမယ်ဒီမှာဗျာဒါတွေရထားတယ်ကျွန်တော်ရှင်ဘက်ကဒါတွေရထားတယ်ဒါတွေအကုန်လုံးဒီ session miss ဆိုတာ1S လောက်တော့ရှိတယ်မနော်နည်းတော့နည်းဒီ 20S ကြည့်ရလေ 1S လောက်ပဲရှိတယ်တော့အားလုံးစုစုပေါင်းဆိုရင်တော့2.6 လောက်တော့ရတယ်ပေါ့ကျွန်တော် V1 မှာတော့ V1 မှာကျွန်တော်တိတ်မလောက်လိုက်အောင်ဗျာတိတ်နားမလေးဟုတ်အဲ့တော့ကျွန်တော်ဒီမှာ V2 မှာလောက်တယ်နောက်တစ်ဖက်ကျရင်ဒီ week မှာပြန်ပြီးတော့လုပ်လို့ရတယ်ကျွန်တော်ဒါဆိုရင်ကျွန်တော်တို့100ဘူးရယ်ဒေါ်လာ100ဘူးဒေါ်လာ900ဘူးခု trade လိုက်တာနဲ့ကျွန်တော်တို့မှာ$2လဲကိုရရပါတော့လုံးဝဗလာဆိုတာရှားတယ်ဗျာဗလာပေါက်ဖို့ကရှားတယ်ကျွန်တော်တို့ဒီပိုင်းဘက်မှာလည်းငွေရနိုင်တဲ့နည်းလမ်းတွေအများကြီးရှိပါတယ်ဒီမှာဆိုရင် BTC trading နော်ဒီမှာဆိုရင်တော့တစ်နေ့ကိုခါရတယ်ဒီမှာဆိုရင်ကျွန်တော် BTC ကိုတတိယကို STR ကို trade ပေးရုံကျွန်တော်ဒီကန်ဆန်းခွင့်ရပြန်ကျွန်တော်ရင်တစ်ခေါက်2ရက်3ရက်လောက်လောက်တာတော့ပါမရအဲ့ဒါပဲကျွန်တော်မနေ့ကလောက်လိုက်တာတော့ 0.001 BTC 1S နဲ့ညီပြရပါတော့အခု BTC နဲ့ဆိုဈေးကျသွားရင်လည်းကျွန်တော်မပြောတယ်ဘူးဒီကောင်ကကိုယ့်ရဲ့ wallet တွေကိုဒီမှာ9ရက်လောက်မတည်ဗျအဲ့ဒါနေရောက်မယ်တဲ့နော်တော့ကျွန်တော်တစ်ချက်ကြည့်လိုက်နော်10ရက်နေရောက်မယ်ပေါ့နော်ဒီ event MB ရတယ်10ရက်နေရောက်မယ်လို့ပြောထားတယ်အဲ့တော့ဘာမှမခက်ဘူးကျွန်တော်တို့ဒီ BTC လေးကိုတရားဦးလေးထွေး
ဒါဆိုရပြီခုနကျွန်တော်ပြောတဲ့ C ပါတယ် pizza လားဟုတ်တယ် Bitcoin pizza ဒီပါဒီမှာ S 100ကို trade ရပါအဲ့တော့ကျွန်တော်တို့တစ်ချက်ခုနှစ်ချက်ဖြစ်အောင်ကို BTC ကိုပဲ100ကို trade လဲအဲ့ဆိုဒီ100ကို task ကလေး auto ရလာမယ်အဲ့တော့ကျွန်တော်တို့100ကို trade ရုံနဲ့ task နှစ်ခုလုံးပြီးပါမယ်ဒီ900ကိုတော့နောက်ထပ် trade ပေါ့ဗျာ okay ကျွန်တော်လောလောဆယ်ကျွန်တော်ထင်မှာအကောင့်လေးတွေရှိပြီပေါ့နော်ဒီမှာဒီ Bybit လမ်းကတော့ကျွန်တော်အရင်တော့ trade တာ1ရက်ကိုအနည်းဆုံး$3ရတယ်အများဆုံး$9$9ကျော်အဲ့လောက်ရတယ်ပေါ့နော်ဆိုတော့ဒီ Bybit လမ်းကလည်းတိတ်တော့မခက်ဘူးကျွန်တော်ဒီဒါကျွန်တော်ကလှုပ်ထားမလို့များဒီမှာဆိုရင်ကျွန်တော်မလုံးဝတည်းဆိုရင် discovery now ဆိုပြီးပေါ်လိမ့်မယ်အဲ့တော့ကျွန်တော်အဲ့ဒါလေးကိုနှိပ်ပြီးရင်သူ့ထဲရောက်သွားတယ်ကျွန်တော်ကိုကြိုက်တဲ့ဟာတစ်ခုကိုရွေးပြီးတော့ trade လိုက်ပါဗျာအဲ့ဒါဆိုရပါလိမ့်မယ်ပြီးတော့အားလုံးကျွန်တော်တစ်ဆက်တည်းရှင်းပြရမယ်ဗျာတစ်ခါလေးပြီးတော့ဒီokay ဒါတော့ကျွန်တော်ရဲ့ channel မှာသူရာသာတယောက်မေးထားတယ်ဒီ staking test တွေနဲ့ပတ်သက်ပြီးကျွန်တော်ဒီကောင်လေးရှင်းပြပေးဖြစ်ပါတယ်ဒီ staking တက်တရားဘယ်လိုမျိုးလဲဆိုတော့ဗျာကျွန်တော်ဒီမှာရောက်ဝင်သူကကိုယ့်ရဲ့ USDT ဒါမှမဟုတ်ရင်တွန် coin no coin dot coin အဲ့လိုမျိုးဟာတွေကိုဗျာ stake လုပ်တယ်ကျွန်တော်ရင်းနှီးမြုပ်နေတယ်သူစီမှာအပ်ထားတယ်ပေါ့ဗျာအပ်ထားတယ်ဒါပေမဲ့ကျွန်တော်တို့ဘန်းမှာကျွန်တော်တို့စုငွေစုလို့ဗျာကျွန်တော်အတိုးရတယ်နေ့စဉ်အတိုးရတယ်ကျွန်တော်ဒီမှာ USDT ကိုဝင်မယ်ဒါတော့မှ$1ရှိနေဆိုရင်$1ရင်းနှီးမြုပ်နေဆိုရင်အဲ့တော့ကျွန်တော်တို့ဒီမှာကျွန်တော်အဲ့လိုမျိုး$ကိုရင်းနှီးမြုပ်နှံလိုက်ပြီဆိုရင်ကျွန်တော်တို့မှာတစ်ရက်ကို0.0001$ပြရမယ်ပေါ့နော်အပို့ငွေပေါ့ဗျာကျွန်တော်တို့$1ကတော့ကျွန်တော်ချိန်ပြီးပြန်လို့ရတယ်ဒါပေမဲ့အဲ့ဒါကျွန်တော်တို့ဗီဒီယိုလေးကဒီလောက်ပါပဲအားလုံးလည်းဗီဒီယိုလေးအရင်ရှိသွားရင် sorry ပါကျွန်တော်ခါလည်းပြီးအောင်ရှင်းပြပေးရပါတော့ကျွန်တော်တို့နားမလည်ရရှိတယ်ကျွန်တော်ရဲ့ Telegram channel မှာဝင်ရောက်ပြီးပြင်လိုက်ပါတယ်ကျွန်တော်ရဲ့ Telegram channel link လေးကိုလည်းကျွန်တော် Telegram channel link လေးကိုလည်း comment မှာချပေးထားပါမယ်comment link လေးကိုလည်းကျွန်တော်ရဲ့ Telegram channel လေးကိုတန်းရောက်သွားလိမ့်မယ်အဲ့တော့ကျွန်တော်ဗီဒီယိုလေးကိုတစ်ထောင်နဲ့တင်ပြရမယ်ဗီဒီယိုအရင်ရှိတော့မှာဆိုတော့အားလုံးပဲဘိုင်ဘိုင်